ကိုတန်ရှင်းဆွဲတော့ဘယ်သူကတန်အရှိဆုံးဆွဲနိုင်လဲဆိုတဲ့ဥစ္စာကိုအဆုံးပြဖြစ်မှာဖြစ်ပါတယ်ဒါပေမဲ့ရိုးရိုးပြောလို့မရပါဘူးနှစ်ယောက်လုံးကတယောက်နဲ့တယောက်နည်းနည်းချင်းဆိုင်ပြီးတော့မှတယောက်ရဲ့မျက်နှာကိုတယောက်ကြည့်ပြီးတော့ပြောအောင်ဖြစ်ပါတယ်ခင်ဗျာโอเคပါရဲ့လားခင်ဗျာဝိသတော်โอเคရဲ့လားခင်ဗျာအေးဆောင်နော်မျက်လုံးကြည့်ရမယ်မျက်လုံးလွှဲတဲ့သူကလည်းအရှုံးအတန်ရှည်ရော့သွားတဲ့သူကလည်းအရှုံးโอเคနော်โอเคပြောမယ်ရှုံးရင်ဘာဖြစ်မှာလဲရှုံးရင်အစိုးရပြီးပြပြမယ်အခုတော့မပြောပြသေးဘူးရှုံးလို့မရဘူးရှုံးလို့မရဘူးဘယ်တော့မှရှုံးလို့မရဘူးခုပြသိတယ်အော်အတန်ရှင်းပြောမှဆိုသူပဲနိုင်ဖို့များမှထင်တယ်နော်နည်းနည်းလေးကိုကိုရှော့ပေးမယ်နည်းနည်းလေးရှော့ပေးလိုက်ပါရတယ်ဟာကိုယ်ကလည်းရတော့ကျွန်တော်အတန်ရှင်းလေးโอเคနော်စမယ်နော်ကျေးဇူးပြုတော့မှမျက်လုံးလေးတစ်ယောက်စောင့်ကြည့်ပေးလိုက်ရအောင်ဗျာโอเคမရှိတော့ပါဘူးမင်းသားနဲ့မင်းသမီးမှုတွေ့ပါတော့မယ်ပြည့်တယ်ခင်ဗျာ quiet please ဆိုပြနေကိုတောင်းရဲ့တန်ရှည်ဆွေးပြီးပြောမယ်စကားလုံးလေးလားဆိုရင်တော့ I love you ဆိုတဲ့စကားစားလို့ရပါပြီ။အဲ့ဒါဘသူ့ကိုပြောမှလဲကိုစိုးကြီးကိုပြောမှဟုတ်နှစ်ယောက်ကြည့်ပြီးတော့အဲ့လိုပြောโอเคနော်ဒီလုံးလေးအရှုံးနော်စမယ်နော်ဒီလုံးလေးကြည့်နော်โอเคဝတ်သွင်းရတယ်โอเคရတယ်โอเคရတယ်โอเคနော်စမယ်နော်ရှုံးနေရှုံးပြရအောင်နော်ရှုံးလို့မရအောင်โอเคစမယ်နော်5 4ကျွန်တော်မျိုးကြည့်ရအောင်5 4 3 2 1 action I love you အားမရလားပြည့်အားရကြည့်ရအောင်အားရဘူးနော်โอเคနည်းနည်းလေးတော့ကြာနည်းနည်းလေးခစ်ကြတာလေးဖြစ်အရင်ကြာနေမှာလို့โอเคကျွန်တော်ပြည့်တဲ့ကျွန်တော်အားလုံးရှိမှာအလိုလိုက်နေနေအောင်တော့အတိုင်းရှုံးမဟုတ်ဘူးအားလုံးအရှိမှာကြက်ချာလေးပြောရတယ်โอเคနော်စမယ်နော်ဒီလိုပြန်လိုက်ပါစမယ်ဒီနေ့ကြာရင်ပြီးတော့ပြည့်တဲ့တွေကသဘောကျပြီဆိုပြည့်တဲ့ဒီနေ့ကြာပြီဆိုပြည့်တဲ့လက်ကုပ်တီးပေးလိုက်ပြည့်တဲ့လက်ကုပ်တီးရပြီနော်စမယ်နော်ကျန်တဲ့မျိုးလေးရှိရပါနော်โอเคနေနေ5 4 3 2 I love you စီစဉ်ပြလိုက်တော့ရမညာဘယ်လိုလဲကဲဒီပြောရလားခင်ဗျာ Okay စီစဉ်တော့ရခင်ဗျာ